အသီးအနှံကြိုက်တဲ့သူတွေအတွက်ချူချူချင်းချင်းပလောင်ဟင်းလေးတစ်ခွက်ကိုချက်ပြမှာဖြစ်ပါတယ်ခရမ်းချင်သီးရဲ့စူကာသီးနုနုလေးရဲ့စူကာသီးလို့လည်းခေါ်တယ်ဂေါ်ရခါသီးလည်းခေါ်တယ်ပေါ့နော်ပြီးတော့ဖျုံသီးနုနုလေးရဲ့ဘိုစားပဲလေးရဲ့ပြီးတော့ကော်ဖီထုတ်လေးတွေရဲ့ထည့်မှာဖြစ်ပါတယ်အရင်ဦးဆုံးခရမ်းချင်သီးအစိတ်ကြီးကြီးလေးတွေကိုအရင်ထည့်မယ်စူကာသီးလေးတွေကိုဒီလိုအပိုင်းကြီးကြီးလေးလှုပ်ထားတယ်ပေါ့နော်အဲ့ဒါကိုထည့်မယ်ပြီးတော့ဖယုံသီးနုနုလေးတွေကိုအစိတ်ကြီးကြီးလေးတွေလှုပ်ထားတယ်အဲ့ဒါကိုထည့်ပါမယ်ပြီးတော့ဘိုစားပဲရှည်ရှည်လေးတွေကိုချိုးထားတာလေးတွေကိုထည့်ပါမယ်ရှင်ပြီးရင်တော့ကော်ဖီထုတ်လေးတွေအပိုင်းရှိရှိလေးတွေလှုပ်ထားတယ်အပိုင်းကြီးကြီးလေးတွေဖြတ်ထားတယ်ပေါ့နော်အဲ့ဒါလေးကိုအပေါ်ဆုံးကထည့်ပါမယ်ရှင်ပြီးတော့ထညက်ခဲလေးတွေ9ခဲလောက်ကိုထည့်လိုက်ပါတယ်ပြီးရင်စိမ်းစားငပိထည့်မယ်စိမ်းစားငပိကိုကော်ဖီဇွန်းလေးနဲ့တစ်ဇွန်းလောက်ထည့်လိုက်တယ်ပြီးရင်ဟင်းချက်တဲ့စီကို2စွန်းခွဲလောက်ထည့်လိုက်ပါတယ်ပြီးတော့ရေ2ခွက်ထည့်လိုက်ပါတယ်ပြီးရင်ဖုံးအုပ်ပြီးတော့မီးဖွင့်ထားလိုက်မယ်ဒီဟင်းကချက်ရတာလဲလွယ်ကူတယ်စားလို့လဲထမင်းမိန်နဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်အခုဆိုရင်တော့မီးဖွင့်ပြီးတော့ဒီတိုင်းပဲတည်ထားလိုက်တာမိနစ်40လောက်ကြာပြီအချိန်ကြာမှအိုးဖွင့်ပြီးတော့ဆားလေးရဲ့အချိုမုန့်လေးအနှဲငယ်ရဲ့ထည့်ပါတယ်ထည့်ပြီးတော့အထက်အောက်မွေပေးလိုက်ပါတယ်ခုဆိုရင်တော့မိနစ်40လဲကြာပြီဆိုတော့အတီးအရွက်တွေလည်းနူးနေပါပြီမကြီးရည်လေးစိမ်ထားတဲ့ဥစ္စာကို4စွန်းလောက်တော့ထည့်လိုက်တယ်ဟင်းကော်စွန်းနဲ့4စွန်းထည့်တယ်အရန်ချင်သွားမှစိုးတဲ့အတွက်မြည်ပြီးမှပဲထပ်ထည့်ပါမယ်လိုအပ်မှထပ်ထည့်မယ်ဒီဟင်းကအရည်လေးလဲလူစားရင်အရန်ချိုတဲ့အတွက်အရည်ကိုလိုအပ်ရင်ရေနွေးထပ်ထိုးပါတယ်အပေါ်အငံမြည်ကြည့်လို့ရပါပြီအပေါ်အငံအနေတော့ပဲဆိုလို့ရှိရင်တော့မီးပိတ်ပြီးရင်သုံးဆောင်လို့ရပါပြီရှင်ဒီဟင်းလေးရဲ့အသားကြော်လေးတစ်ခုရဲ့အဆက်ထောင်လေးတစ်ခုရဲ့ဆိုရင်ထမင်းအရန်မိန်တဲ့ဟင်းဖြစ်ပါတယ်ရှင်